ရေပိတ်တဲ့ပြဿနာဒီမှာလက်ဆေးပေးစင်ပကံနေပါဆေးတော့ခွတ်တဲ့ဒီမှာပိတ်တာဗျာပိတ်တော့ကျွန်တော်ထင်တာအကွင်းသားလေးပိတ်တယ်ထင်လို့ခါတိုင်းဆိုရင်ပိတ်တဲ့ချိန်ကြရင်ဒီကောင်နဲ့တစ်ချက်နှိမ့်ထဲလိုက်ရင်ပွင့်သွားတယ်မနေကြတော့ဘယ်ဟုတ်မလဲကျွန်တော်အချက်20 30နှိမ့်လဲမပွင့်ဘူးဗျဟာအဲ့ဒါနဲ့ဘာဖြစ်တာလဲလို့ကျွန်တော်အကွေးဟာကိုဖြုတ်ကြည့်တာဟောအကွေးတွေအကုန်လုံးဖြုတ်ကြည့်ပြီးပြီဒီအကွေးနားမှာမပိတ်ဘူးပြောင်းတလင်းခါနေတာပဲဟာအဲ့ဒါနဲ့ဘာဖြစ်တာလဲလို့ကြည့်လိုက်တော့အောက်ကိုဆင်းသွားတဲ့ပိုက်မှာပိတ်နေတာဗျခါတိုင်းဆိုရင်ပိတ်ပြီဆိုရင်ကျွန်တော်ဒီကောင်နဲ့ပဲနှိပ်လိုက်တယ်တစ်ချက်နှိပ်လိုက်ရင်ပွင့်သွားပြီအခုတော့ဘယ်ဟုတ်မလဲဗျာပိတ်တာဒီအောက်ဖက်ဗျဒီအောက်ကိုဆင်းသွားတဲ့ပိုက်ဒီမှာပိတ်နေတာဗျဒီပေါက်ကြီးပိတ်နေတာဗျဒီမှာဗျရေကအောက်မဆင်းသွားဘူးဒီမှာပိတ်နေတာအောက်ကိုမဆင်းသွားဘူးဗျဒီမှာဗျဒီတန်ချောင်းအရှိကျွန်တော်ထိုးတယ်ဒါမျိုးထိုးတယ်ကြိုက်တော့ထိုးမပေါက်ဘူးဗျဘယ်လောက်ထိရှည်လဲကျွန်တော်ပြမယ်ဒီမှာဆွဲထုတ်လာပြီနော်ဒီမှာတလောက်ထိရှည်တာဗျဒီမှာကြည့်ဟာတလောက်ရှည်ဗျာအရှည်ထိုးတာတော့မှမပေါက်ဘူးဒီမှာတလာလောက်ရှိတယ်ဗျဒီမှာကျွန်တော်ပြမယ်ဒီမှာဗျအောက်ကိုတလောက်ထိဆင်းသွားတယ်6ပေလောက်ဆင်းသွားတယ်ဗျဒါတော့မှမပေါက်ဘူးဟာကျွန်တော်လည်းလက်ကုန်ပြီဗျမတတ်နိုင်တော့ဘူးတကယ်ချင်းအောင်စောင့်နေတယ်ချင်းမဆိုတော့ဖြစ်ဖိုးတာဗျဒါတကယ်ချင်းပေးလိုက်တာဒါနဲ့ထိုးကြည့်ဆိုလို့ကျွန်တော်ကြားထွားတာမရဘူးဗျာဒါမြေအောက်ထပ်ဗျအပေါ်ကဆင်းလာတဲ့ပိုက်ဒီပိုက်တစ်ချောင်းလုံးပိတ်တာထင်တယ်ဗျကျွန်တော်တန်ချောင်းနဲ့ထိုးကြည့်တာတီထီရောက်တယ်ဗျတီထီရောက်တာတော့မှမပေါက်သေးဘူးဒီမှာဗျအပေါ်နဲ့ဆင်းလာတယ်ဒီ main ပိုက်ထဲဝင်သွားတယ်ဗျဒါတော့မပိတ်တော့ဘူးထင်တာပဲကျွန်တော်တန်ချောင်းနဲ့ထိုးကြည့်တာဒီကနေဒီအထိရောက်မယ်ထင်တယ်ဗျဒီအထိရောက်မယ်ဒီနားမှာကျတော့꿰တော့ထိုးလို့မရတော့ဘူးဒီအထိထိုးတာတော့မှမပေါက်သေးဘူးဗျကြည့်ပါဦးဆိုလိုတာကျွန်တော်ထင်တာဒီတစ်ချောင်းလုံးပိတ်တာထင်တယ်ဒီတစ်ချောင်းလုံးအဲ့လောက်ထိတော့ဘာလို့ပိတ်သွားလဲမသိဘူးဗျာဆိုလိုတာအောက်ကိုဆင်းသွားတဲ့ပိုက်တစ်ပိုက်လုံးပိတ်နေတာဗျကျွန်တော်မနေ့က2 နာရီ 3 နာရီလောက်ထိုက်တာမရဘူးဗျအဲ့ဒါနဲ့စက်ရုံတကယ်ချင်းကိုပြောပြတယ်အတူလာကြည့်ပေးမယ်တဲ့အခုစောင့်နေတာဗျသူလာလုပ်ပေးမယ်တဲ့